မင်္ဂလာပါတသိန်း shorting ရောင်းချပေးပါမယ်အမျိုးအစားလဲကောင်းရမယ်ဆိုင်ကလုံးနဲ့ကလည်းစီးကျင်တယ် model လဲမြင်ရမယ် license လဲပါရမယ်ဆိုရင်တော့ကျွန်တော်စီမှာဆိုင်ကလုံးလေးတစ်စီးရောက်ထားပါတယ်လုံရွှမ်းဆိုင်ကလုံးဖြစ်ပါတယ် model လေးကတော့2019 8လဖြစ်ပါတယ်ကျွန်တော်ဆက်လေးအရင်နှိုးပြပေးပါမယ်တော့ဖွင့်လိုက်ပြီ free me လင်းနဲ့တက်ထီနိုဆက်လို့ပေးထားတာဖြစ်ပါတယ်သူအင်ဂျင်တန်အိဇောတန်လေးပါဒီပါလေးပုတ်ပြမယ်ဘိန်းကြောင်လေးရှင်းပြပါမယ်ဒီဘိန်းလေးရဲ့အမျိုးအစားကတော့လုံချွမ်းဆိုင်ကလုံး model 2019 8လမန်လေးလိုက်စင်တက်တန်းအစ်စ်အင်ဂျင်ဆွဲရုံကောင်းမယ်မီးကိုရှင်းမယ်စီယိုစိတ်ကင်းမယ်ခိုးတန်းဘောတန်ရှင်းမယ်စတက်ထီတို့ဝါတိုင်းမီးလိုက်စီဂိတ်တွေအကုန်အလုပ်လုပ်မယ်နော်အော်စေးအော်ကာဘာအော်စတီကာအော်ထိုင်ကုန်အော်အိဇောအော်ချင်းင်းမြအော်ချင်းဗတ်မန်အကုန်လုံးအစုံပါမယ်နော်ဒါသူဘိန်းပတ်လေအခြေခံလေးတွေဖြစ်ပါတယ်အခြေခံကောင်းဝင်တဲ့ဘိန်းလေးဖြစ်ပါတယ်ဗျာချက်စီအရှုပ်ချင်းအာမခံမယ်နော်ချက်စီတရားခိုင်နှုန်းလှမယ်ဗျာချင်းမီနောင်မီစင်ကနေဟွန်စီဂိတ်အကုန်လုံးလုံးမယ်နော်ဒါကျွန်တော်ရှေ့မီလေးထွန်းပေးထားတာဖြစ်ပါတယ်အနေမြင့်LED မီးပါညဆိုရင်တော်ကိုဖွေးပါတယ်ဒါဘယ်စင်ကနေဒါညာစင်ကနေကျွန်တော်နောက်ကိုပြပေးပါမယ်နောက်ကလည်းသူ original စင်ကနေနဲ့ဖြစ်ပါတယ်83ညပလက်အတန်းနဲ့ထွက်ပါမယ် model 2019 8လနဲ့ထွက်ပါမယ်19လမြင့်ဖြစ်ပါတယ်2019လမြင့်ဒါဘယ်စင်ကနေဖြစ်ပါတယ်ချင်းင်းများလေးတွေအုပ်စုံပါပါသေးတယ်အော်စိတ်အော်ကာဘာအော်စတီကာအော်ထိုင်ကုန်အော်အိဇောအော်ချင်းင်းမြအော်ချင်းဘုံအော်ပစ္စည်းစုံလေးနဲ့လာပါမယ်ဗျာဟမ်ဒီလေးကိုတော့19သိန်း8000ကို3သိန်းတိတိရှော့နဲ့ရောင်းချပေးပါမယ်18သိန်း8000နဲ့ရောင်းချပေးပါမယ်မန္တလေးမြို့တင်58လမ်း123လမ်းအနီးကိုတူရဆိုင်ကယ်ရောင်းဝယ်အိမ်မှာဘိန်းလာရောက်ကြည့်ရှုရပါမယ်ဖုန်းနံပါတ်လေးကတော့0998011304ဖြစ်ပါတယ်9839113304ဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်